ဒီလိုပိတ်စနှစ်ခုဆက်တဲ့အခါဒီလိုတောင်ကျိုးမျိုးလေးတွေချုပ်တဲ့အခါမှာအခက်ခဲဖြစ်နေတဲ့လူတွေအခုအမပြောပြမယ်နီလီတိုင်းလိုက်ချုပ်ကြည့်နော်ဒီမှာဒီလိုတောင်တွေကိုချုပ်တဲ့အခါမှာအမတို့ကအထောက်ပြီးလှည့်ရင်လှည့်ရခက်တယ်ပေါ့နော်ချုပ်ရင်းနဲ့တခါတဲ့အထောက်လှည့်ဖို့ဆိုတာကမလွယ်ဘူးသူကတောင်ကတစ်ခုတည်းမဟုတ်ဘူးတစ်ခုနဲ့တစ်ခုဆက်ပြီးတော့မှတောင်ချင်းချင်းလေးတွေသွားတာပေါ့နော်ဒီမှာခုဒီအင်ကြီးမှာဆိုလို့ရှိရင်လေဒီပန်းပွင့်လေးနဲ့တောင်ချိုးလေးဆိုလို့ရှိရင်ဒါပိတ်စနှစ်ခုကိုဆက်ထားတာဒါကတောက်တီဖြောက်ပြီးတော့ပုံဖော်ထားတာပေါ့နော်အဲ့တော့အဲ့ထောင်ဂျူလေးတွေချုပ်တဲ့အခါမှာအမားတို့ကအထောက်ပြီးလှည့်သွားဖို့ဟာမလွယ်ကူဘူးပြီးတော့ဒီဥစ္စာကိုဒီမှာနော်ဒီထောင်လေးတွေချုပ်တဲ့အခါမှာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုအမားကဘယ်လိုချုပ်မလဲဆိုရင်ချုပ်တဲ့အခါတောက်တစ်ဖက်ထိပဲချုပ်ပါအရင်ဆုံးကက်ကြီးလည်းမတောက်ထားပါနဲ့ကက်ကြီးတောက်ထားရင်ပိတ်စတွေဖွာသွားမယ်တစ်ဖက်ကိုအရင်ချုပ်ပြီးတော့ထောင်လေးမှာတေချာချီတုပ်ပေးနော်ဒီလိုမျိုးတောင်ကြိုးလေးဖြစ်သွားအောင်เนาะအဲ့လိုချုပ်ပြီးပြီဆိုတဲ့ခါကျမှတစ်ဖက်ကအမတို့ဒီကက်ကြီးတောက်စရာလိုတဲ့အပိုင်းကိုအဲ့ဒီချုပ်ထားတဲ့အနာထောင်လေးထိကိုကက်ကြီးလေးတေချာတောက်ပေးလိုက်မယ်โอเคเนาะအဲ့ဒီမှာအဲ့တော့ကက်ကြီးလေးတောက်ပြီးပြီဆိုတဲ့ခါကျမှနောက်တစ်ဖက်ကိုလှည့်ပြီးတော့ချုပ်တေချာလေးအဲ့တော့အဲ့နာကက်ကြီးတောက်ထားတဲ့နေရာလေးမှာတေချာဖြန့်ပြီးတော့မှနောက်တစ်ဖက်ကိုချီပြန်တုပ်ပြန်ချုပ်သွားပါအဲ့ဒီနေရာမှာအထောက်ပြီးတော့လှည့်စရာမလိုပါဘူးเนาะအထောက်ပြီးတော့လှည့်နိုင်တဲ့သူဆိုရင်လည်းလှည့်ပေါ့နော်ဒါပေမဲ့တော်တော်ခက်တယ်ဒီလိုမျိုးလေးထိတ်လေးကိုစုံနေအောင်တေချာလေးတုပ်ပြီးတော့ချုပ်ပြီးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပြီးရင်ချုပ်ပြီးမှကက်ကြီးတောက်ပြီးတော့မှချုပ်သွားတာကပို့ပြီးတော့မှကောင်းတဲ့တသက်ရက်လေးဖြစ်စေတယ်ပေါ့နော်အဲဒါအပြင်မှာထွက်တဲ့ရုပ်ထွက်ထောင်လေးတွေလိုလေးနော်မိဘူးလေးတိုက်လိုက်ပြီးဆိုရင်တသက်ရက်လေးထွက်လာတယ်အဲ့တော့အဆင်ပြေဘူးဆိုရင်ဒီနည်းလေးကိုသုံးပြီးချုပ်ကြည့်ပါနော်